အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာလေးကတော့တိုက်တယ်ထိုးတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကခေါင်းစဉ်တွေဘယ်လိုထိုးမယ်ပြီးတော့ဒီစာသားလေးတွေပေါ့နော်ဘယ်လိုလေးတွေထည့်မယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်တိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ media box ပေါ့နော် media panel တွေကနေပြီးတော့ရင်ဒီမှာတိုက်တယ်ဆိုတာလေးကိုတစ်ချက် click နှိပ်လိုက်ပါဦးနော်တိုက်တယ်မှာကကျွန်တော်တို့ကများသောအားဖြင့်ကဒီမှာပေါ့၄ခုလောက်ရှိမယ်ပေါ့နော်အဲ့တော့ဒီမှာ title effect ရှိမယ် title template တွေရှိမယ်ဆိုတော့ဒီမှာကျွန်တော်တို့ main တွေရှိမယ်ပေါ့နော်အဲ့တော့ခုကျွန်တော်တို့ကဒီ type တွေကိုထိုးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒီ title effect ထဲကိုကျွန်တော်တို့သွားလို့ရတယ်เนาะဒီမှာရှိတယ်ပေါ့နော် title effect တွေရှိတယ်အဲ့ကြိုက်တာလိုက်ပြီးတော့ယူဆိုတော့ကျွန်တော်တို့ကဒီမှာကို့မှာမရှိသေးတဲ့ဟာဆိုရင်ဒီမှာ download ရှိမယ်ပေါ့နော် download ဆိုတဲ့မြားလေးကိုနှိပ်လိုက်ပြီးတော့ဒါကိုယ့်ရဲ့ set ထဲကိုတွင်းလိုက်လို့ရတယ်ပေါ့နော်ဒါကလွယ်ပါတယ်အရင်ခက်ခဲတဲ့ဟာမဟုတ်ဘူးဆိုတော့ဒီမှာ plain text ဆိုရင်လည်းကျွန်တော်တို့ကဒီလိုပုံစံလေးတွေပေါ့နော်မျိုးစုံပေါ့ဒီမှာတစ်ချက်စမ်းပြပေးမယ်နော်အဲ့လိုပုံစံလေးထိုးမလားနော်အစရှိသဖြင့်ပေါ့ကိုကြိုက်တဲ့ပုံစံလေးတွေပေါ့နော်ထိုးလို့ရတယ်ဒါလေးတွေလည်းကျွန်တော်တို့ထိုးသွားလို့ရတယ်ပေါ့နော်အခုကျွန်တော်ကဒါ main တိုက်တဲ့ပုံစံမျိုးကျွန်တော်ထိုးပြမယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကို drag လုပ်ပြီးတော့ရင်ဆွဲထည့်လိုက်မယ်ဒီမှာအဲ့တော့ကြည့်ဟုတ်ပြီဒီ timeline မှာကျွန်တော်ဆွဲထည့်လိုက်တဲ့ခါကျတော့ဒီမှာကျွန်တော်တို့စာသားလေးပေါ့စာသားလေးဖြစ်လာတဲ့ခါမှာဒီမှာကျွန်တော်တို့ကဒီဘက်ဒီစာသားနေရာကိုကလစ်တစ်ချက်နှိပ်လိုက်ရင်သူရဲ့တက်ဆိုင်ရာ box span เนี่ยဒီဘက်မှာပေါ်တယ်เนาะပေါ်တဲ့နေရာမှာကျွန်တော်တို့ကစာကိုပြောင်းပြီးတော့ရင်ရိုက်လို့ရတယ်ပေါ့နော်စာကိုပြောင်းရိုက်လို့ရတယ်ဆိုမှဒီမှာဆိုရင်ကျွန်တော်ပါရိုက်မလဲဆိုမှကျွန်တော်ကတော့ဒါ Filmora ရဲ့သင်ခန်းစာဖြစ်တဲ့အတွက်ကြောင့် Filmora လို့ရိုက်လိုက်ပါပေါ့နော်Filmora 14ဆိုပြီးတော့ကျွန်တော်ရိုက်ထဲလိုက်ပြီเนาะဒါလေးချက်ပြန်ပြီးဒီမှာเนาะမှန်သွားပြီเนาะအဲ့တော့ Filmora ဒီ14ဆိုတဲ့ဟာလေးကိုကျွန်တော်ရောက်ပြီးတော့အတိုး short လေးသွားခြင်းတာဒီကောင်လေးကိုခဏပဲထိုးခြင်းတယ်ဆိုရင်ဒါလေးကိုကျွန်တော်ခောက်သိမ်းလိုက်တာပေါ့เนาะခောက်သိမ်းလိုက်တယ် duration short လိုက်တဲ့သဘောပဲเนาะအဲ့တော့ဒါလေးကိုပြန်ကြည့်လိုက်မယ်ဟောဒီမှာ Filmora 14ဆိုပြီးတော့ရင်ပေါ်လာမယ်ပေါ်လာပြီးတော့မှကျွန်တော်ကဒါကျွန်တော်ရဲ့ဒီနာမည်ပေါ့เนาะကျွန်တော်နာမည်ကိုကျွန်တော်ထည့်မယ်ဆိုတော့မှကျွန်တော်စာသား test ပုံစံ design လေးတွေပေါ့ကိုဘယ်လိုပုံစံထည့်မလဲဆိုတော့ကို like ရှာမယ်ပေါ့နော်ကိုထည့်ခြင်းတဲ့ပုံစံလေးတွေပေါ့နော် basic depth မှာလည်းကျွန်တော်ကြည့်လို့ရတယ်နောက် title effect တွေမှာလည်းတော့ကြည့်လို့ရတယ်ပေါ့နော်ဒါကိုစိတ်ကြိုက်ပေါ့နည်းနည်းတော့စိတ်ရှည်ရတာပေါ့လေဒါတော့ကိုလိုချင်တဲ့ပုံစံလေးတွေပေါ့နော်အဲ့တော့ like ရှာပေါ့နော် like ရှာပြီးထည့်လို့ရတယ်အဲ့တော့ကျွန်တော်ဒီပုံစံလေးပေါ့နော်ဒါလေးကိုသဘောကျတော့ဒါလေးယူလိုက်မယ်ပြီးရင်ကျွန်တော်မှာ play တစ်ချက်နော် space bar လေးပုတ်လိုက်ပြီး play လေးပေါ်လာမယ်အဲ့တော့ဒီစာသားနေရာမှာဒါကျွန်တော်ရဲ့နာမည်တွေရိုက်ထဲလိုက်မယ်ပေါ့နော်အခုဒီမှာကျွန်တော်မိတ်ဆွေတွေဒါဟိုပေါ့နော်ဒီကောင်ကတော့ဘိုးပတ်ထားတဲ့ font ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘောမှာစာသားတော့ပေါ်တယ်ဒါပေမဲ့ဒီမှာကြတော့ကျွန်တော်တို့စာသားအဖြူတက်တက်ဖြစ်နေတယ်မပေါ်ဘူးပေါ့ဘာလို့ကျွန်တော်ဒါကိုဒီ tab နဲ့ကျွန်တော်ပြရတယ်လဲဆိုတော့ကျွန်တော် color change တာလေးတွေကျွန်တော်ပြခြင်းတယ်ပေါ့နော်အဲ့တော့ဒီမှာကိုယ့်ရဲ့ဥစ္စာကကာလာမပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာကာလာကိုလာပြီးတော့ရင်အဆင်ပြေတဲ့ကာလာမျိုးကျွန်တော်ချိန်လို့ရတယ်ပေါ့နော်ကြိုက်တဲ့ကာလာလေးတွေကာလာမှာသဘောတကူကကိုကြိုက်တဲ့ကာလာအယောင်လေးတွေဒီမှာလာချိန်ပေါ့နော်ချိန်လို့ရတယ်နော် font size တွေကြီးတာသေးတာဒီမှာလည်းလာလုပ်လို့ရတယ်နော်ဒီမှာလာလုပ်လို့ရတယ်အဲ့တော့ဒီဥစ္စာသွားမယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့က font left right center စာရေးမြင်တယ်ဒီမှာဒါပြီးတော့ချိန်လို့ရတယ်ပေါ့နော်ဒါအစားအများကြီးချဲတဲ့နေရာမှာ uncredited လို့နေရာမျိုးတွေမှာဆိုရင်တော့ဒါအရေးကြီးတာနော်အခုလိုတခုချင်း main တိုက်တဲ့ပုံစံမျိုးထိုးတာလို့ဒီမှာကျွန်တော်တို့ကဒါ channel နာမည်လေးတွေပုံစံမျိုးပေါ့ဗျ channel နာမည်လေးတွေပုံစံမျိုးထည့်ကျင်တာလို့ဆိုရင်ဒါရတယ်နော်ဒီလိုပုံစံလေးပေါ့အဲ့တော့ခုကျွန်တော်တို့ဒါပြန်ပြီးတော့မှ play တစ်ချက်ခောက်ကြည့်လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော် keyboard ကနေပြီးတော့ space bar လေးချက်ပုတ်လိုက်ပြီးတော့ play လိုက်မယ် play လိုက်တယ်ဆိုရင်ဟောဒီမှာတွေ့ရနော်ကျွန်တော်မိတ်ဆွေကြီးအဲ့လိုနဲ့စာသားလေးတွေကိုဒါထိုးသွားလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့စာသားလေးတွေပုံစံလေးတွေကိုရှာပြီးတော့ရင်နှစ်သက်သလိုသုံးလို့ရပါတယ်ဒါကို after လို့ခေါ်ပါတယ်ကျွန်တော်တို့က tabs တွေကိုဒါ title ထိုးမှလားနော်နောက်ဒီကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံပေါ့နော်ဘယ်လိုပုံစံလေးတွေထိုးမှလဲဒါမျိုးဆိုလည်းရတယ်လीနော်ဒီမှာဒါလေးတွေထိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ memory เนาะ memory ဆိုတဲ့နေရာကိုဒါတခြားကိုနှစ်သက်ရနာမည်တစ်ခုခုပေါ့เนาะကိုနှစ်သက်ရနာမည်တစ်ခုခုအဲ့မှာကျွန်တော်ကမြန်မာလိုလည်း
ရေးချင်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာလိုပေါ့မြန်မာလိုဆိုတော့ဒါ font ကတော့နည်းနည်းဒီ handwrite font ပုံစံမျိုးလေးတွေရွေးချယ်ပြီးတော့လိုတာပေါ့နော်ဟုတ်မောင်ဝီးလေးလှည့်ပြီးတော့ရှာနော်အဲ့တော့ကျွန်တော်ကဒီမှာသင်ခန်းစာလို့ပြောရင်ရေးလိုက်ပါမယ်နော်သင်ခန်းစာအောက်ကနေပြီးတော့ပါဒါကျွန်တော်တို့တိုက်တဲ့ပြီးရင်ဟိုလွတ်တဲ့နေရာ click တစ်ချက်ရိုက်လိုက်ပါနော်ဒီမှာဆိုရင်ဒီတိုက်တဲ့အသေးလေးပေါ့နော်layer 2မှာရှိတဲ့ title နော် layer 2မှာရှိတဲ့ title ကိုကျွန်တော်တို့ဒါပြောင်းပါပေါ့နော် Flammora လို့ပဲကျွန်တော်ရိုက်လိုက် Flammora slave tutorial အဲ့တော့ဒီမှာဒါဆိုရင် Flammora slave tutorial ဆိုပြီးတော့မှဒါဟိုဖြစ်သွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဟိုနမူနာပြတာပေါ့နော်နမူနာပုံစံလေးပြတာပေါ့ okay အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ကြည့်ရအောင်နော်ဟုတ်ပြီဒါဆိုရင်မြန်မာလိုလည်းထိုးလို့ရပြီဒါအင်္ဂလိပ်လိုလည်းထိုးလို့ရပြီဆိုတော့ကျွန်တော်မိတ်ဆွေအနေနဲ့စာသားတွေ tabs တွေကိုဘယ်လိုထည့်ရမလဲဆိုတာကိုနားလည်လောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်လဲဆုံတွေ့ကြရအောင်ပါခင်ဗျာကျွန်တော်ဗီဒီယိုကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဆိုရင် like subscribe comment လေးရေးခဲ့ဖို့မမေ့စေချင်ပါဘူးခင်ဗျာ